အိမ်တို့အခရာစာတို့ပြန်ရောက်လာကြသည်မှာနှစ်ပတ်လောက်ရှိလေပြီအခရာစာလည်းနေပြန်ကောင်းလာပြီလေမောင်ရေမောင်ဟမ်မောင်မထသေးဘူးလားမသိ အပေါ်ထက်ကအခရာစာအခန်းတို့ဝင်သွားသည် မောင်မောင်ရေမောင် နောက်ကနေတင်းကျပ်စွာဖတ်ထားသောလက်တစ်စုံ ဟောမောင်ကဒီမှာကိုအောက်မှာထမင်းစားအောင်သွားမယ်လား မ ဟမ်ပြောလေမောင်ရဲ့ ဟိုလေမောင် ပြောလေမောင်ရဲ့ ဟိုမောင်မန်းကိုလက်ထက်ချင်တယ်မန်း ဟမ်ဒီကေလားမောင် တကယ်မန်းမောင်ကိုလက်ထက်မယ်မလားယင် ဟိုမန်လက်ကမှာရဲ့ ယေးဒါပဲလေမွာ ဟာမောင်တော့အသားကယူနေ